ငါတို့မိသားစုကမှရုပ်တဲ့တယ်ဘာဖြစ်နေရလဲကွာရေးပေါ်ချင်းနေငါတို့မျိုးထဲမှာရှိတဲ့ကျောင်းမှာမီးလောင်နေရဲကွာပြီးတော့အဲ့မှာလည်းပြည်သူ9ယောက်ပိတ်မိနေတယ်အဲ့ဒါမင်းတို့ငါအမြန်ဆုံးသွားခဲ့စေချင်တယ်ဟုတ်ကဲ့ပါဆရာကျွန်တော်အခုပဲသွားလိုက်ပါမယ်ဗျအေးဖြစ်နိုင်တော့မင်းတို့ငါ10မိနစ်တွေအမြန်ရောက်စေချင်တယ်ကွာဟုတ်ကဲ့စိတ်ချပါဆရာကျွန်တော်အခုပဲအမြန်သွားလိုက်ပါမယ်ဗျကဲတပည့်တို့မင်းတို့ဆရာပြောတဲ့အတိုင်းပဲကွာငါတို့အခုမျိုးထဲမှာရှိတဲ့ကျောင်းအမြန်သွားမှရမယ်ကွာအဲ့မှာပြည်သူ9ယောက်လည်းပိတ်မိနေတယ်မီးတွေလည်းရဲလောင်နေတယ်ပြောတယ်ကွာဆရာတို့ကလည်းစိတ်ကြစမ်းပါကျွန်တော်10မိနစ်တွေမဟုတ်ဘူးဗျာစက္ကန့်30တွေရအောင်မောင်းဗျာအေးပါမဲကြီးမင်းကားမောက်စကိတ်ငါယုံပါတယ်ကွာဒါပေမဲ့ယူဆိုင်တော့မောင်းကွာငါတို့ကားမောက်သွားမှာဆိုလို့ကွာရှေ့ပါငါတို့ကြောင်းယူမြင်နေရပြီကွာဟိုမှာတော်တော်မီးလောင်နေတယ်တော်သေးပေါ့ကွာငါတို့မီးတက်ဖွဲ့ဝင်နေရောက်နေပြီကွာရှေ့မှာကဲဆေးကြပဲတပည့်ဆေးကြပဲဟုတ်ကဲ့ပါဆရာတပည့်တို့ကိုကလည်းယူဆိုင်ကြအောင်ကွာဆရာရင်ဝင်ပြီကွာရင်ဆုံးတော့ကြောင်းထဲမှာလောင်နေမီးတို့ရင်လောင်ငင်းကွာအဲ့ဒါမှငါတို့လူတွေကယ်လို့ရမှာအရင်ဆုံးငါတို့ဒီမှာရှိတဲ့မီးတွေရင်ရမယ်ရောက်ရောက်ရေးငါသူများပြောတာငါမီးလောင်နေပြီဟာတုံးရပါဦးရောက်လေငါမီးတက်သေးဘူးလေမှုတ်ဝေးကြပါဦးငါ့ဘောတွေလည်းလောင်ကုန်ပြီလို့မီးငိမ့်ဝိုင်းမုံစည်းတဲ့ထဲမှာလူရှိလားမသိဘူးကွာငါသွားကြည့်ဦးမယ်မီးကတော်တော်များတာပဲကွာရောက်ရေးကိုလိုမတို့ရှိကြလားဗျပြန်ထူးတယ်တော့မကြောက်ဘူးကွာရောက်မရှိဘူးတင်နေမရှိဘူးကွာဒီဘက်တွေတော့မရှိဘူးဆိုငါအပေါ်သားတက်ကြည့်အောင်မယ်ဟာကျောင်းကြီးတော်တော်လောင်နေရပဲကွာဘတ်စကတ်ဘောကွင်းနဲ့ချက်ဝင်ကြည့်တာမှာအိုးမီးတော်တော်များတယ်ရောက်ရေးငါးကောင်နေရကွာဒီကောင်နဲ့လူကယ်ဖို့ပဲလုပ်တယ်ကျောင်းထဲမှာရှိတဲ့မီးတွေနဲ့တက်ကြပါအဲ့ဒါမှငါတို့ကျောင်းပြိုကြမှာပေါ့ကွာအဲ့လိုမီးလိုက်တက်ထားမှာဟုတ်ပြီကွာတေချာတက်မှရမယ်ဟုတ်ကွာမီးတော့တော်တော်ကြီးတယ်ကွာမတ်စပယ်ယူဆိုင်အောင်ကိုပါကိုငါယူဆိုင်ရောက်နေနေကုန်နေတဲ့ပြကြီးကိုမီးလောင်နေမတ်စပယ်ကလည်းကျွန်တော်ဒီလောက်မီးလောင်တာအပြော့ပါဗျာအေးစေးပေါ့ကျွန်တော်အပေါ်မှာတက်တားချလာမှာတက်လားငါတို့ပဲမဲကြီးတို့ပြောင်းလို့ဒီခန်းနဲ့ဝင်ရှိပြီးွားကြရလားမသိဘူးအရှိမပြောင်းကြီးအောင်ဆရာတို့ဒီခန်းနဲ့ကြည့်မနေတော့ဗျာကျွန်တော်ကြည့်ပြီးွားပြီဘာမှမရှိဘူးပြောင်းအောင်ဆိုငါတခြားခန်းသွားချလိုက်အောင်ပဲကွာမတ်စပယ်အောက်မှာပြည်သူတွေတွေ့လားဗျမတွေ့ဘူးမောင်လေးဒါမဲ့ပေါ်မှာရှိမယ်ထင်တယ်အမအဲ့ဆိုကျွန်တော်တို့ကတူရှာကြရောဗျဒီခန်းထဲမှာတော့ကျွန်တော်မရှိဘူးထင်တယ်ဗျကျွန်တော်ဒီအဆောက်အအုံထဲမှာပြည်သူက2ယောက်ပဲရှိတော့တယ်ဗျကျန်တဲ့9ယောက်ကကဲထုတ်သွားကြပြီကျွန်တော်ဒီခန်းဖွင့်ရအောင်မနေရာလေးယောက်ျားစီပြီးလေကျွန်တော်မတင်းလိုက်တာလေຫນွေကြီးຫນွေလောင်းနေမပဲပြောရတယ်ရှိတယ်ကျွန်တော်ခိုးလို့ပဲဒီတကားပြတ်သွားတယ်ပါကျွန်တော်ရန်ဖြစ်နေလို့ဖြစ်လို့လောဆယ်ကျန်တဲ့ပြည်သူ2ယောက်ရှာမရမယ်ဗျကျွန်တော်ဒီခန်းထဲမှာမရှိဘူးထင်တယ်ရှော့ရောင်ရေးမှုန့်နေနဲ့မိသက်စေဘူးကုံသွားပြီတော်သေးတာပေါ့ငါတပည့်တွေအကုန်ကယ်ပြီးသွားပြီပြန်ရပြီကွာအဲ့လိုနဲ့ကျွန်တော်လဲမိသက်စကောင်ပြန်လာခဲ့ပါတယ်အဲ့မှာကျွန်တော်အိမ်မဲ့ပဲရှိပါသေးရဲ့ဗျာလူထဲမှာမီးထက်လောင်နေကွာငါလည်းခုမှမျိုးလုံးလေးမင်းပဲရှိသေးတယ်ဘာထက်ပြည့်ပြန်ပြီလဲလို့ဒါကတော့မင်းတို့ငါနှိုးရမှာတော့အားနာပါလဲကွာဒါပေမဲ့ငါတို့မျိုးထဲမှာရှိတဲ့ပန်းညံမီးလောင်နေလို့ကွာအဲ့မှာလည်းပြည်သူ9ယောက်ပိတ်မိနေတယ်အဲ့ဒါကမင်းတို့ပြန်သွားခဲ့စေချင်တယ်ကွာမင်းတို့မြန်လေးလုပ်ဝေးကြလားရပါတယ်ဆရာပြည်သူတွေကယ်တည်းကမှကျွန်တော်တို့လုပ်ဝေးဗျကဲဆမ်းဝါးကြီးမင်းဆရာပြောတာကြားရတိုင်းပဲကွာကားကိုမြန်မောင်းတော့ငါတို့မြန်ရောက်သွားမှရမယ်ကွာငါလည်းတော်တော်အိတ်ရှင်နေပြီဆရာတို့စိတ်ကြတယ်မှာကျွန်တော်အနည်းငယ်လေးရှင်လာကားမောက်စကေးကိုထုတ်ပြရမယ်ဗျမင်းထုတ်ပြမှာခဏထားအောင်မင်းကူမောင်းနေတာကားလမ်းမပေါ်မှာမို့ဆိုမင်းသိလားရsorry ပါဆရာကျွန်တော်စကားနည်းနည်းများလို့လမ်းလျှော်ပါတယ်ကားမပြရလဲကွာဆက်လို့လည်းမရတော့ကွာကားဆုပ်ပြန်လာမသိကွာမင်းအရေးကြောင်းမှာကားလာဆုပ်နေတယ်ရောက်ရင်မပြည်သူ9ယောက်ပိတ်မိနေတယ်မင်းမသိဘူးလားအဲ့ဒါကျွန်တော်လည်းသိရပါဗျာကားလုံးဝဆက်လို့မရဘူးထားတော့ရောက်ဆန်းပါငါပဲလမ်းကြုံကားနဲ့ပဲသွားရတော့မယ်မင်းတို့မောင်းသွားလိုက်ကြတော့ရောက်နေမှလမ်းကြုံကားတစ်စီးတွေ့ပြီးရောက်နေငါခေါ်ကြအောင်ရောက်နေအဲ့လိုလုပ်ပါရောက်နေမင်းတို့မနောက်နဲ့ကွာမင်းတို့ကဘာဖြစ်ပြန်ပြီလဲလို့ငါတက်စီးရဲ့ကားတွေကပဲစုပ်နေရလားကွာရွေးပြီးတော့အဲ့လုံးကြပါဦးကွာကားကိုတော်ပြီမင်းတို့ငါပဲမောင်းတော့မယ်ထားရတော့ငါမောင်းမဲ့နေရပဲကောင်းလူသွားတာလေကားဆက်ပြတ်နိုးပြီကွာတယောက်ကြံနေတယ်ခေါ်လာဒီသွားမယ်တေချာမောင်းအောင်ရောက်နေဘာဖြစ်တာလဲကားရက်သွားပြီကန်နာရောက်လိုင်းကြပြန်ပြီလားမသိဘူးဟုတ်တယ်ရောက်ငါမထားခိုင်းနဲ့ဟုတ်စောင်းငါတော့လမ်းလျှောက်ပြီးသွားတော့မှလားမသိဘူးဒုက္ခပဲနောက်ဆုံးတော့လေကျွန်တော်လမ်းလျှောက်ပြီးပဲသွားလိုက်ရ A few moments later မောလိုက်တာကွာနောက်ဆုံးတော့ရောက်လာပြီမနေ့တော့မိုးလင်းတော့မယ်ကွာငါတော်တော်ကြာသွားပဲလမ်းလျှောက်လာဖြစ်သေးဘူးငါပြည်သူ8ယောက်တော့ကြံသေးတယ်တယောက်ကတော့9ကောင်လေးကဲတော့ပြီးွားရခြင်းနဲ့ကွာဒီမှာရှိတဲ့မီးတွေတော့အရင်လိုက်ငိမ့်မှရမယ်ကွာတစ်ပင်နေဆိုအကုန်မီးတွေလောင်းနေမတ်စပယ်တော့မှလူတယောက်ကဲလာပြီပဲငါတော့တယောက်မှမကဲရသေးဘူးရောက်ပြောင်းရင်ပြည်သူတွေစင်ပြေလားကွာဟုတ်စင်ပြေပါစေကျွန်တော်တို့ကိုအပြေခေါ်ထုတ်သွားလိုက်တော့မယ်
အေးပြောင်းတေချာခေါ်တော့ဝအောင်ဟင်းအောင်ငါတော့မရှိမှအဲမှာရှိရလို့သွားကဲလာအောင်မယ်ဟုတ်ပြည်သူ6ကို9ရောက်ပဲကျန်တော့တယ်ကွာအဲ့ဆိုရင်တိတ်တော့မလို့တော့ဘူးတော့ရတော်တော်မီးလောင်နေရပဲကွာအများကြီးပဲမီးတွေမှာငါကောင်လေးမီးကိုမငင်းကြလူတွေပဲပတ်ခဲ့နေတော်မီးလောင်တာကွာမင်းတော်မီးလောင်တာတော်တော်ဆိုးတယ်အဲ့တော့မီးတွေပတ်ငင်းမှုလို့တယ်ကိုရိုမာတို့ရေးရှိကြလားဗျို့အတယောက်မှလည်းပြန်မထိုးရောက်ရေးဘူးမှမရှိဘူးငါလူကိုမကယ်ရသေးဘူးရောက်ရေးဒီကောင်တွေလည်းကယ်နေတာဟောကန်ကြီးရှိတယ်ဟာရေကန်ကြီးရှိတယ်ဒီကရေနဲ့ကောက်ပတ်လို့ရတာပဲလေကွာအဲ့ဒါငါတော့တကူးတကကြီးလာပြီးမီးလာငိမ့်နေရမင်းဟာရုပ်တိမရှိထားပါငါလူ9ယောက်ကယ်အောင်မယ်ငါတယောက်တော့ရအောင်ကယ်မရမယ်ကွာကဲလူတန်လည်းတယောက်မှမကြောက်ဘူးငါကောင်တွေလည်းဘယ်ရောက်နေကြလဲမသိပျောက်ပြီးမှတွေ့ဟိုကောင်တွေပျောက်နေကြတယ်ကွာဟိုတယောက်တော့တွေ့ဒီဟာရှိရမီးလေရင်းချင်းနေုံပဲကွာဟာကြားရတာကွာအော်ရှိပါဟောမတ်ပုတို့ဟာမတ်ပုတို့စေးပေးလားဗျ အေးဒီပါမောင်လေးရနည်းနည်းပြစားရော ဟုတ်ကဲ့ပါမကျေးဇူးပါကျွန်တော်လူသွားခဲ့လာအောင်မယ် ကဲကြပါဦးဗျာကျွန်တော်တယောက်လောက်ကယ်ပေးကြပါဦး ဟာအကိုခဏလေးကျွန်တော်လာပြီဟာဒီဘက်က1မီတရာနှာဘူးဆန်ကြီးနဲ့တူတာပဲဒီမင်းမပြောတာလဲကွာဩဘာမှမပါဘူးအကိုစင်မေးလားမေးတာပါ အော်အေးပြေးပါလေကွာဘာမှမဖြစ်ပါဘူးငါမှမင်းကယ်တဲ့အသက်ပဲရှိပါတော့တယ်ကွာ အာရပါတယ်ကိုရပြည်သူတွေကိုကယ်ရမှာကျွန်တော်တို့ရဲ့လုပ်ပဲအကိုကျွန်တော်နောက်လိုက်ခဲ့နော်အေးညီလေးဟာဒီဘက်ကဆန်ကြီးနဲ့ဘာတော်လဲမသိဘူးရောင်ကြီးတရုတ်သေးပဲကွာသူ့အပြေးရောက်မှပဲမေးတော့မယ်အကိစ္စတော့ဆိုတော့ငါသူ့အပြင်ထုတ်သွားမှာကွာကဲအကိုကျွန်တော်ဖြည်းဖြည်းလိုက်ခဲ့နော်ကိုဟာမီးရတော်တော်များတာပဲကွာတောထဲမှာတော်တော်လောင်တာဘလူကိစ္စတွေကြောက်ပြီးမီးရတော်တော်လောင်နေရတယ်ကွာငါတို့မျိုးအေးကနာနွေရသေးရဲ့အပူချိန်ရောက်သွားလားမသိဘူးကွာဟိုနွေရရဲ့တော်တော်ပူရဗျအဲ့ဒါကြောင့်တတော်ကြီးမီးရလောင်တာလည်းအရင်ဖြစ်တယ်အစားအောင်နေလည်းရမ်းမီးလောင်ဗျဒါပေမဲ့ဗျရုပ်ပေါက်တာတစ်ခုကြီးရကြတော့ခုကကျွန်တော်ရှိမှရေကန်တွေ့လာအဲ့ရေကန်ရှိတာအဲ့မှာရှိရေနဲ့ဗျခတ်ပတ်လိုက်ပေါ့ရေတွေကလည်းအများကြီးပဲမီးရဘယ်လောက်ခံနိုင်မနော်ကျွန်တော်စမ်းကြီးကိုရမ်းကြိုက်တာဗျဝမ်းပြီးတယ်မှာကျွန်တော်သူ့ရဲ့မာခံပရိသတ်ဟင်းချက်တာကိုပြောတာနော်ဘလိုတို့ကလည်းတမျိုးမဟုတ်တမျိုးထင်တဲ့လူတွေနော်အဲ့ဒါကြောင့်ကျွန်တော်ကြိုပြောထားတာဟင်းချက်တာကိုပြောတာဟာအကိုစမ်းကြီးမီးလောင်နေပြီဩလက်တော်တဲ့အောင်ဗျာအကိုအဆင်ပြေဖို့လိုလဲဗျကျွန်တော်အကိုမေးစရာလေးရှိသေးတယ်အပြင်မှာလို့ဆိုတော့ကျွန်တော်အကိုအပြင်ထုတ်သွားမှရမယ်အိုးငါလည်းလောင်နေပြီပူလိုက်တာတို့တည်းဘောကွာငါမီးတက်သမားဝစ်စုံဝစ်ထားလို့အပူခံနိုင်လို့အဲ့ဝစ်စုံကြောက်တာအပြင်ငါဖြည်းချင်းထွက်မှရမယ်အကိုဖြည်းလိုက်ခင်တော့ကျွန်တော်အကိုဘယ်ရောက်အကိုဘာလို့တစ်ပိပေါ်တက်ရလဲလားအောက်စင်းအကိုရေးလားလို့အောက်စင်း sorry ချောင်းကြီးရမယ်ချိန်မဟုတ်ဘူးလားလာကျွန်တော်ဖြည်းလိုက်ကြလားရှင်းမှာကျွန်တော်ထွက်ပေါက်တော့မြင်နေရပြီဗျကျွန်တော်မီးတက်ကားနေမြင်နေโอเคလာအကိုဖြည်းလာโอเคလာအကိုလာဖြည်းလာโอเคလာအကိုလွတ်ပြီလာโอเค yes ပြည်သူတယောက်ပဲကြံတော့တယ်ကွာကဲအကိုနောက်မှမေးတော့မယ်ဗျအကိုမေးကြမေးဖို့နေအများကြီးရကြောက်ပါတော့ဆိုကျွန်တော်မီးတက်ဆေးဘူးလေးပြန်ဖြည့်လာအောင်မယ်အဲ့လေးဖြည့်ပြီးထဲမှာရှိတဲ့လူတွေသွားကဲလာအောင်မယ်ဗျမီးတက်ဆေးဘူးတခါဖြည့်ရလေကြားရတာကွာပြောင်းရေးတော်ကြတာပဲလို့မြန်လုပ်ပါအေးထိပ်ပိုင်းလေးပြီးတော့နည်းနည်းပဲလိုတော့ကွာငါတခါလေးဖြည့်လိုက်တော့မှာပြည့်ကဲโอเคသွားတော့အကိုကြီးကျွန်တော်နောက်မှလာခဲ့ရမယ်နော်ကျွန်တော်သွားခဲ့လာအောင်မယ်ကဲနောက်ဆုံးကြံတဲ့ပြည်သူတရားကဘယ်လိုလဲတော့မသိဘူးကွာငါလိုက်ရှာရမယ်အော်ဒီမှာတွေ့ပါလာတယ်ပဲကျွန်တော်လူနဲ့ပါလာပဲအဲကျွန်တော်တစ်ပင်လေးပဲမင်းကြီးလိုက်တော့ရလိုက်ပြီးတော့ရိုင်းမီးဆက်မပွားအောင်လို့ကျွန်တော်သူရှိရလမ်းရှင်းပေးလိုက်လောင်မြန်ပြီဟာငါပဲလောင်နေတယ်လို့တော်သေးရပေါ့ကဲနောက်ဆုံးတော့ငါတို့ပြည်သူတွေအကုန်လုံးကယ်တိုင်းခဲ့ပြီးကွာငါလည်းအကိုဆန်းကြီးကိုမေးစရာရှိတာမေးရမယ်သူโอเคငါတို့အကုန်လုံးကယ်ပြီးသွားပြီအဲ့လိုပြည်သူတွေကိုကယ်ပြီးတဲ့အချိန်မှာပဲမောင်ရိပ်ဘူချိုလေးကပြီးဆုံးသွားပါတယ်ခင်ဗျာ